ကြောင်တွေကုန်လုံးမေးလို့လွေခဲ့တဲ့ကြောင်တွေလုံနာမအောင်ရှိခဲ့တာမိဘတို့တမင်းပြောခဲ့တာဘာပြတ်တဲ့နှလုံးသားရဲ့ငါဘွားမင်းချမ်းငါထားရဲ့နောက်ကြမှာကျင်နာသူမှန်ကအမှားဖြစ်ကကြမှာတန်းရမမှန်တာအမှားဖြစ်ငါဘဝကလကချမ်းငါထားရဲ့နောက်ကြမှာတရိယတဲ့ခံမချက်တဲ့စကားဖြစ်ဒါကြောင့်ငါပေါ်တဲ့လူရဲ့မျက်မှန်နွားဖြစ်ထားရင်ဖက်ရင်နဲ့ငါလုံးသားကိုတန်းနဲ့ချစ်ဓမ္မကငါဘဝလောကကြီးစကားဖြစ်ငါသုံးမသုံးသီးတဲ့ရှင်ကုန်တာရှုံးမိတဲ့လုံငါလုံးသားမှာကြံခဲ့တာအမုန်းကြီးပဲဒီချက်မှာလက်ခွက်လို့ခံစားချက်တွေသုံးမိတဲ့မင်းနဲ့သူချစ်ခဲ့တာငါဘဝကအရှုံးကြီးပဲနေနဲ့မှမမရှုပ်တာခဏခဏရှင်းတာဖြစ်လက်ခွက်တာမှလာချေမုတ်ပြဟတ်တော့ခဏချေလွန်ခဲ့တဲ့15နှစ်ချစ်ကပ်မိလို့တင်လာချစ်ငယ်တဲ့နဲ့စဉ်းစားကြည့်တဲ့ခွဲမိနိုင်မှာစနာမနဲ့မင်းရှိတော့လေနောက်မှငါဘဝဟာပြီးဆုံးခဲ့ပြီဆွဲလန်းနေတွေတိတ်ကကြောင်တွေကုန်လုံးမေးလို့လွေခဲ့တဲ့ကြောင်တွေလုံနာမအောင်ရှိခဲ့တာမိဘတို့တမင်းပြောခဲ့တာဘာပြတ်တဲ့နှလုံးသားရဲ့ဦးနဲ့ရှိနဲ့ရှင်းခုန်နေတာဒီချစ်ပဲကျင်နာကျင်သူတက်ွက်သွားလို့ဝမ်းနဲ့နေတာသူ့မြင်ပဲချိန်နာတာဒီချိန်ပဲချိန်နာတာဒီညပဲစောက်ရတာ45မိနစ်ငါရဲ့စိတ်ကမြင်ခဲ့ငုံနေလဲပို့ရပဲကျုပ်ကလည်းကြည်နေတဲ့ကျုပ်ကရှုပ်လန်းတော့ကနေငါရဲ့ဘက်ကပို့ဆန်ခဲ့နင်လာလဲစောင့်နေခဲ့နင်လာလဲပြုတ်နေခဲ့ကိုယ်ကခုန်နေပတ်မှာနေရဲ့စိတ်ကိုမြုပ်နေခဲ့ချိန်ကလည်းနေဝင်ဆောင်နင်ကလည်းပုံနေကောင်းဝရှိပြခန့်လဲအုံမငါရဲ့ဒုက္ခမြင်မကောင်းကြီးသားမထားဘူးတော့ထားကြည့်မှန်းတော့ပုံနှမ်းသိတယ်ငါချက်တာ you want only လက်ချက်တာလူရန်သိပဲတိကျတွေ့ကြည့်တော့နေအကျင့်ကချီမှန်းသိတယ်ဝမ်းနဲ့လို့ထိုင်ကလွှဲရှေ့မင်းကတော့မြိုက်ကဆက်တဲ့ဟန်ဘက်ကိုခါကြထုတ်ပြီးရှောက်သွားသူမှကြိုက်တယ်မင်းဖြစ်မင်းရှိတော့လေနောက်မှငါဘဝဟာပြီးဆုံးခဲ့ပြီဆွဲလန်းနေတိတ်ကကြောင်တွေကုန်လုံးမေးလို့လွေခဲ့တဲ့ကြောင်တွေလုံနာမအောင်ရှိခဲ့တာမိဘတို့တမင်းပြောခဲ့တာဘာပြတ်တဲ့နှလုံးသားရဲ့မဒီမထားတဲ့ငါပုံလေးတွေမင်းရဲ့နာမနာရဆွဆွဲခဲ့လို့မင်းလုံးသားမှာပြင်းမြင်လားဒဏ်ရာတွေလဲပြလို့ကောင်းကင်ကြီးတော့မဲလို့သွားတိမ်လုံးကျပြန်တတ်မဲ့ငငယ်တွေတော့ရက်တန်သွားရင်ကတော့ချစ်တယ်လို့နဲ့လုံးသားကိုယူလုပ်ပြီးနေရက်တွေဇက်တိုက်ပဲနာကျင်ပြမုံပြခီမုံနဲ့ရထက်ကြီးရင်ခုန်နဲ့တစ်ချက်ပြက်ပြီးဒဏ်ရာတွေစစ်ခင်းလုံးလုံးသားမျိုးတော့ချရှုံးပြီးနေပတ်ချက်ငက်ငယ်တဲ့ငါတွေးတဲ့ကိုရိုက်နိုးပြီးဒါတွေနဲ့ထိချမ်းအိမ်မထက်ကလန့်နိုးပြီးမင်းရှိတော့လေနောက်မှငါဘဝဟာပြီးဆုံးခဲ့ပြီဆွဲလန်းနေတိတ်ကကြောင်တွေကုန်လုံးမေးလို့လွေခဲ့တဲ့ကြောင်တွေလုံနာမအောင်ရှိခဲ့တာမိဘတို့တမင်းပြောခဲ့တာဘာပြတ်တဲ့နှလုံးသားရဲ့မင်းရှိတော့လေနောက်မှငါဘဝဟာပြီးဆုံးခဲ့ပြီဆွဲလန်းနေတိတ်ကကြောင်တွေကုန်လုံးမေးလို့လွေခဲ့တဲ့ကြောင်တွေလုံနာမအောင်ရှိခဲ့တာမိဘတို့တမင်းပြောခဲ့တာဘာပြတ်တဲ့နှလုံးသားရဲ့